စင်ကာပူနိုင်ငံရှိအစင်းမြင့်စားတောက်ဆိုင်အတွက်စင်ကာပူလှုပ်ရှင်တတိကနိုဝင်ဘာ3ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာပြီးတော့ face to face interview မှာမယ်မြန်မာကုတ်9ယောက်အလိုရှိပါတယ်အခြေခံလစာက$1995အပေါင်းအခြားခံစား권 $905စုစုပေါင်းဆိုတော့$2000ပေးပါတယ်တနေ့10နာရီလုပ်ချိန်မှာတပတ်6ရက်လုပ်ရပါမယ်တပတ်1ရက်နားပါအင်္ဂလိပ်စကားအခြေခံပြောနိုင်ရပါမယ်basic cooking knowledge ရှိရပါမယ်အဓိကကတော့ဒီ Cantonese fried rice တို့ခောက်ဆွဲကြော်ကြာစံကြော်စသဖြင့်အကျော်တော့အခြေခံရှိရပါမယ်ဒါကြောင့်မလို့ face to face interview မှာထိုင်းနိုင်ငံမှာရှိသူများသာလျှောက်ထားဖို့လိုအပ်ပါတယ်အသေးစိတ်အလုပ်ခေါ်စာကိုcomment box မှာရေးထားပါတယ်တခြားသိလို့ဒီများကိုလည်းစုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်